ပြည်တော်နာယကနဲ့တွတ်တော်ကိုယ်တော်ကြီးများခင်ဗျာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပြည်သူတို့ရဲ့လူမှုစီးပွားဘဝအဆင့်မြင့်များရိုးပြီးတဲ့လက်စစ်တာလုံလောက်စွာရရှိရတဲ့အလွန်အရေးကြီးပါတယ်လက်စစ်တာလိုအပ်ချက်ကိုကာလတွေဖြစ်ရှိနိုင်ဖို့တဲ့တဘာဝဓာတ်ငွေရည် LNG ကိုအသုံးပြုတဲ့ဓာတ်ပေးစက်ကိုစီမံကိန်းတွေအကောင့်တွေပေါ်ဆောင်ရွက်ခဲ့ပါတယ်နိုင်ငံတော်ရဲ့လက်စစ်တာထုတ်လုပ်မှုဟာရေအားလျှက်စစ်နဲ့တဘာဝဓာတ်ငွေအရင်းမြစ်မှုမှာအဓိကမိခိုအားထားရတဲ့အတွက်ရာသီဥတုပြောင်းလဲမှုဖြစ်စေနေကြောင်းရေအားလျှက်စစ်ထုတ်လုပ်မှုမှာဆင်ခုံမှုတွေရှိနေတယ်လို့ကမ္ဘာဆောင်ရဲ့ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်းကျွန်တော်နိုင်ငံရဲ့စွမ်းရည်လုံခြုံရေးအတွက်ရေရှည်မှာစဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဆွေးနွေးအနေနဲ့ပြည်တွင်းကလျှက်စစ်နဲ့စွမ်းရည်အရင်းမြစ်တွေကိုမှခြေခံပြီးတင်းတော်တဲ့လျှက်စစ်ဓာတ်ထုတ်လုပ်မှုကိုတွက်ချက်စဉ်းစားတဲ့နေရာမှာနေအောင်ကြီးစွမ်းရည်ဟာကျွန်တော်တို့နိုင်ငံအတွက်အထူးတင်တော်တာကိုလည်းတွေ့ရှိရပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ပထဝီနေထားရအီကွေတာနဲ့နီးတို့တစ်နှစ်ပါလို့နေအောင်ကြီးစွမ်းရည်အပြည့်အဝရရှိရတဲ့အတွက်အရှိတော်အာရှမှာဆိုလာစွမ်းရည်ထုတ်လုပ်နိုင်စွာအစဉ်လာအကြီးမားဆုံးအလားအလာကြီးမားဆုံးနိုင်ငံတွေမှာပါဝင်ပါတယ်။နေအောင်ကြီးစွမ်းရည်သုံးပြီးတစ်နှစ်ကိုလျှက်စစ်ဓာတ်အား9,983.8 တရာဝတ်နာရီအထိတောင်ထုတ်လုပ်နိုင်စွာရှိနေပါတယ်အထူးသဖြင့်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းဒေသကြီးစတဲ့မြန်မာနိုင်ငံအလဲပိုင်းမွန်းတော်ရန်ကုန်ဒေသကတော့ဆူလာဆွမ်းရည်နဲ့တစ်နှစ်ပါလို့အမြင့်ဆုံးထုတ်လုပ်ပေးနိုင်တဲ့နေရာတွေပဲဖြစ်ပါတယ်။ဒါကြောင့်တဘာပေါပေါင်းချင်းထိခိုက်မှုရောနေစေတဲ့ပြန်လည်ပြည့်ဖြုံးမဲ့ကိုပိုင်ဆူလာဓာတ်အပိစနစ်များတိဆောက်တက်ဆင်အသုံးပြုကြဖို့ဌာနဆိုင်ရာအဖွဲ့အစည်းများပုဂ္ဂလိကလုပ်ငန်းများဟိုတယ်လုပ်ငန်းများကိုလည်းအားပေးဆောင်ရွက်နေပါတယ်။တရားပြုံးတိမှုနဲ့ကာမွန်ထုတ်လုပ်မှုရောချနိုင်ဖို့တဲ့တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ပြန်လည်ပြည့်ဖြိုးမဲ့စွမ်းရည်တွေကိုလည်းအသုံးချဆောင်ရွက်တဲ့နေရာမှာရေအားလက်စစ်ထုတ်ဓာတ်ပေးစက်အုပ်တွေကရေရှည်စဉ်ဆက်မပြတ်ဓာတ်ထုတ်လုပ်နိုင်ဖို့အတွက်အရေးကြီးတဲ့အတွက်ဆက်လက်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ဒါကြောင့် AR ပြင်မမြေကြီးပေါ်မှာလည်းအနိတ္တမနဲ့ဓာတ်ပေးစက်အုပ်တွေတိစောက်နိုင်ဖို့အတွက်လေးလာမှုတွေဆောင်ရွက်ရှိနေပါတယ်။မြေစုံစီမံကိန်းပါဝင်တိစောက်မဲ့လက်စစ်စီမံကိန်း10ခုကိုလည်းဆက်လက်ကောင်းတဲ့ဖော်ဆောင်နိုင်မယ်ဆိုရင်နိုင်ငံတော်ရဲ့လိုအပ်တဲ့လက်စစ်ဓာတ်ပမာဏကိုအပြည့်အဝဖြန့်ဖြူးပေးနိုင်မှာဖြစ်တဲ့အတွက်ကြိုးစားကောင်းတဲ့ဖော်ဆောင်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။နိုင်ငံတော်ရဲ့လိုအပ်တဲ့လက်စစ်ဓာတ်ရရှိနိုင်မဲ့နီလာမျိုးစုံကနေကြိုးပမ်းဆောက်တဲ့နေရာမှာကြောင်မီသွေးသုံးလက်စစ်ဓာတ်အပိလုပ်ငန်းနဲ့နျူကလ িয়ার စွမ်းအင်တော်လက်စစ်ဓာတ်အပိလုပ်ငန်းတွေဟာလည်းထပ်သွင်းစဉ်းစားရမယ့်နီလာတွေပဲဖြစ်ပါတယ်။ကျွန်တော်နိုင်ငံအနေနဲ့2030ပြည့်နှစ်မှာတနင်္ဂနွေလက်စစ်ဓာတ်ရရှိရေးစီမံချက်ပြည့်မီဖို့အတွက်တတောက်တဲ့နေကအားဖြည့်နိုင်ဖို့660မဂါဝါထိထွက်မဲ့တဘာဝပေါင်းခြင်းကိုထိခိုက်မှုအနည်းဆုံးဖြစ်စေမဲ့အစစ်မြင့်နည်းပညာသုံးကြောင်မီသွေးဓာတ်အပိဆက်ယုံကို9နှစ်အတွင်းအစစ်နဲ့တိစောက်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်နျူကလ িয়ার ဓာတ်အပိဆက်ယုံတိစောက်နိုင်ရေးအတွက်လည်းကျွန်တော်တို့အနေနဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်